ညာကိုယူသွက်ပြီးကဘာကြီးအောင်ချပြနိုင်သူဝဲမရှိတဲ့တာမန်ចောင်းသားလေးကကဘာအချမ်းသာဆုံးဖြစ်လာခဲ့သူဟုတ်ပါတယ်အားလုံးသိချတဲ့အတိုင်း Bill Gates ဖြစ်ပါတယ် Bill Gates ကို1955ခုနှစ်အောက်တိုဘာ28ရက်နေ့ Seattle Washington မှာမွေးဖွားခဲ့ပါတယ်ငယ်စဉ်ကတည်းကသူ့မှာကြီးမားတဲ့စိတ်ဝင်စားမှုရှိခဲ့တာကတော့ကွန်ပျူတာနဲ့ပတ်သက်တာပါစာဖတ်တာကိုဝါသနာပါပြီးသူ့စိတ်ကူးနဲ့သူ့ဝါသနာကပုံမှန်လူတွေနဲ့မတူခဲ့ပါဘူးသူ့စိတ်ထဲမှာတော့ကဘာကိုကြောင်းလဲနိုင်မဲ့ဤပညာတစ်ခုဖန်တီးခြင်းတဲ့ဆိုတဲ့ယုံကြည်ချက်ကြီးရှိနေခဲ့ပါတယ်ဒီလိုနဲ့73နှစ်အရွယ်မှာလဲကွန်ပျူတာ program တွေရေးပြီး Microsoft မှာဤပညာတွေများစွာဖန်တီးခဲ့တယ်1985ခုနှစ်19နှစ်ဝန်းကျင်မှာတက်တတိုကိုစွန့်ပြီး Microsoft နဲ့ Computer Program ကိုတငယ်ချင်းများနဲ့အတူတည်ထောင်ခဲ့ပါတယ်။အစားပိုင်းမှာတော့အခက်အခဲများစွာနဲ့ကြုံခဲ့ရပါတယ်။ Macintosh OS, Apple နဲ့ရှင်ပြိုင်ရတဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။နောက်ပိုင်း Windows Operating System နဲ့ကမ္ဘာစရမ်းမှာထိပ်ဆုံးတက်လာခဲ့တာက Bill Gates ရဲ့လို့ဖြစ်လာစေတယ်။သူ့အမြင်မှုနောက်မှာခက်ခဲမှုတွေရှိခဲ့ပါတယ်။မိတ်ဆွေတို့လည်းစွန့်စားမှုကိုမမြဲမကလှုပ်ဆောင်ပါ။ယုံကြည်ချက်နဲ့အိမ်မက်ကိုနောင်လိုက်ရင်မြင်မှုကတင့်ကိုခဏကြာမီရောက်ရှိလာပါလိမ့်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်နေတဲ့ဆိုရင် like နဲ့ share မမေ့ပါနဲ့နော်